Maresca ရဲ့ဒုတိယမြောက်ပွဲစဉ်မှာပဲသူ့ရဲ့လက်ထက်မှာပထမဦးဆုံးနိုင်ပွဲကျွန်တော်တို့စတင်ပြီးတော့ရရှိခဲ့ပါပြီဒီနေ့မှာတော့ Seoul World Cup Stadium ထဲမှာပရိသတ်တွေအများပြားလာရောက်ပြီးတော့ကြည့်ရှုခဲ့ကြတယ်ဒီထဲမှာကျွန်တော်တို့ဒါ K-League ရဲ့ All-Star အသင်းစတန်ကျွန်တော်တို့ကန်ခဲ့ရတယ်ဆိုတော့သူတို့စီမှာဒါနိုင်ငံသားတွေလည်းတချို့ပါတယ်ဗောနော် K-League All-Star အသင်းထဲမှာပါတယ်မစိုးလို့ပဲပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ပထမပိုင်းနဲ့ဒုတိယပိုင်းနှစ်ပိုင်းကသူတို့အတွက်ကတော်တော်လေးခြားနားရလို့ပြောရမယ်ဘာလို့ပထမပိုင်းမှာကစားသွားတဲ့သူတို့ရဲ့ခြေစွမ်းကမစိုးတူတူတန်တန်ကိုကောင်းတယ်လို့ပြောလို့ရတယ်မန်စီးတီးကပထမဦးဆုံးဦးဆောင်ကိုစောစောစီးစီးပဲအင်ဂျူရီရဲ့သွင်းကိုကနေပြီးတော့ရရှိခဲ့တယ်ဘောလုံးပြန်အန်ကျလာတဲ့အလုံးအင်ဂျူရီရဲ့ဒါပိတ်သွင်းသွားတယ်ဗောလေအဲ့တော့ထွေထူးထူးတော့သူ့ဘက်ကအရင်ကောင်းနေရတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဦးဆောင်ကိုစောစောစီးစီးပဲရရှိခဲ့တယ်ဒါပေမဲ့3မိနစ်အကြာမှာပဲဒီအသင်းကခြေပါကိုကျွန်တော်တို့ကိုပြန်ပြီးတော့ရယူခဲ့တယ်12မိနစ်မှာပေါ့နော်ပွဲလင်းလင်းမြန်မြန်ပဲဗျအဲ့ဒီနောက်ပိုင်းမှာပဲမန်စီးတီးကလည်းပြန်လဲပြီးတော့တိုက်စစ်ဆင်လာခဲ့တယ်တပွဲလုံးမိနစ်60လုံးရဲ့ကြည့်အကောင်းဆုံးကာလကပထမပိုင်းဒီ25မိနစ်လောက်ထိလို့ပြောရင်ပုံမှန်ပဲပွဲကတော်တော်လေးကောင်းတယ်12မိနစ်မှာခြေပါကိုသွင်းပြီးတဲ့နောက်ပိုင်းမှာမန်စီးတီးကတိုက်စစ်ပြန်ဆင်တယ်အဲ့ချိန်မှာဥဆောင်ကိုပြန်လဲပြီးတော့ရရှိခဲ့တယ်အဲ့ဒီဂိုးကိုတော့ Rangers ကသွင်းပေးခဲ့တာဗောလေ Rangers ကသွင်းသွားတယ်ဆိုပေမဲ့ဗျအဲ့ဒီနေရာမှာတခုပြောရမှာ Rangers ကအဲ့လိုပုံစံမျိုးကိုပြီးခဲ့တဲ့ရာသီ Premier League မှာလည်းခဏခဏကန်တယ်ဒါပေမဲ့ CI ကြီးအမြဲတမ်း ever လွဲတယ်တတိလဲထားမိလိမ့်မယ်ပေါ့နော်သူ finishing ကတော်တော်လေးပြောစမှတ်တွင်လောက်အောင်ကိုညံ့တယ်ဒီလိုမျိုး goal attempt တွေကတော့တောက်လျှောက်သူ attempt လုပ်တယ်ဒါပေမဲ့ကံမကောင်းတာလည်းပါမှာပေါ့လေ goal ကတော့မရဘူးပေါ့ဒီနေ့မှာတော့ဒါသူအဲ့လိုပုံစံမျိုးပဲသူလှည့်ပြီးကန်တယ် goal သွားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ goal တွေအကြောင်းကိုပြောနေလို့ပေါ့နော်ဆိုတော့မိနစ်20ပြီးသွားတယ်တိတ်မကြောက်ဘူး23မိနစ်မှာပဲဘူဘာမာကတတိယမြောက်ဦးဆောင်ကိုဖြစ်မဲ့ goal ကိုသွင်းယူခဲ့တယ်အဲ့ဒီအချိန်ကလေးကသွင်းကိုတွေကျွန်တော်တို့တောက်လျှောက်မတွေ့ရတာကပွဲပြီးမိနစ်90အထိပဲအဲ့တော့ကျွန်တော်တို့ဒီ line up မှာကျွန်တော်ဘလို့ပုံစံကစားသွားလေဒီနေ့မှာ Maresca ဘာတွေပြောင်းလဲလုပ်သွားပြီးဘာတွေထူးခြားနေလဲအဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းဆက်မယ်ဗျဘာလို့လဲဆိုတော့ Maresca ကိုပွဲမစခင်ကကျွန်တော်တို့ဗီဒီယိုလဲတင်ထားတယ်သူ့ရဲ့ပွဲထွက်လာတဲ့ပုံစံအရာကကျွန်တော်ထင်တာက3ဘက်ကိုသူကျင်းတည်သွားပြီလို့ထင်လိုက်တာဒါပေမဲ့မသွားဘူးဂဗာဒီယိုကိုဘယ်ဘက်ချမ်းကိုထုတ်တယ်ညာဘက်ချမ်းမှာ Lewis ကိုပဲဆက်ပြီးကစားပြီးတော့အဲ့ဒီပုံစံတိုင်းပဲကစားတာ majority minute တော်တော်များများကအဲ့လိုပုံစံအတိုင်းပဲကစားတယ်ထုံးစံအတိုင်းပဲဗျာပထမပွဲတုန်းကအတိုင်းပဲပုံစံအတိုင်းပဲသူသွားတာပုံမှန်တိုင်းဆိုတော့ဒါ 4 back ပုံစံနဲ့သူစပြီးတော့သူတဲမယ်ပြီးသွားရင်တိုက်စစ်ဆင်ရင်တော့ Lewis ကထုံးစံအတိုင်း inverted full back အနေနဲ့ Kovacic ကိုတွဲတယ်ပြီးသွားရင်တော့ Rangers ကိုရှေ့ရိုက်တင်တယ်ပေါ့ဒီလိုပုံစံပါပဲအဲ့လိုပုံစံပဲကျွန်တော်တို့ကစားသွားတာကျွန်တော်တို့ထင်လိုက်တာ Vardio Diaz Cusano က3ဘက်ဖြစ်ပြီးတော့ Lewis ရဲ့ဒီ Lewis နဲ့ဒီ injury ပေါ့နော် injury 2ယောက်ကများဒီ win back အနေနဲ့များကစားမလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူး injury ကဒီနေ့ပုံစံမှာဒီနေ့ကစားသွားတဲ့ပုံစံမှာ तू က more advance ဖြစ်တဲ့ role ကို तू ကစားသွားတယ်တိုက်စစ်ကိုပို့ပြီးတော့လိုက်ပါတဲ့ပုံစံမျိုးနဲ့တောင်ပန်ကစားသမားရောင် तू ကစားသွားတယ်ပေါ့နော်အဲ့တော့ဒါကသူတို့တည်ထားတဲ့အနေထားအဲ့တော့ဘာထူးခြားနေလဲဆိုတော့ကျွန်တော်တို့ထင်ထားတဲ့3ဘက်ဒီမဖြစ်လာသေးဘူးKovacic ကပွဲမတိုင်ခင်ကဘာပြောလဲဆိုတော့ဒီ Rodri နဲ့သူနဲ့တွဲပြီးတော့ပွဲတော်တော်များများကစားဘူးတယ်တဲ့အဲ့အတွက်ကြောင့်သူ့ function တွေကို Kovacic ကသိတယ်လို့ပြောတယ်အဲ့တော့အကယ်၍သူ့အနေနဲ့ဒီကွင်းလေအဖြတ်နေရာမှာကစားရမယ်ဆိုရင်ကစားမယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ပရိသတ်အနေနဲ့ပြောချင်တာကျေးဇူးတင်ပါတယ်လို့เนาะဟိုမကစားပါနဲ့အဲ့လိုမျိုးတော့မှပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ Kovacic ကအဲ့ဒီနေရာမှာကစားတတ်တဲ့လူလို့ဘလို့မှမြင်လို့မရအောင်တကယ်ကစားတဲ့အချိန်မှာလဲ तू ကတိုက်စစ်ကိုပို့ပြီးတော့လိုက်ချင်တဲ့အာဒီတာရှိနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ CDM တို့နံပါတ်7နေရာမှာ Rangers ကိုKovacic ကလဲကိုလဲနေရတာ maybe ဖြစ်နိုင်တာပါလဲဆိုတော့ manager ကိုတိုင်ကိုကသူတို့နှစ်ယောက်ဒီ function ကိုတလက်စီယူခိုင်းတာလေဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါကတော့မပြောတတ်ဘူးဒါပေမဲ့ Kovacic ကအရှိကို advance ဖြစ်တဲ့role မှာပို့ပြီးတော့အားတန်တဲ့ကစားသမားပြီးဘောလုံးကို carry လုပ်ပြီးရှေ့ကိုတည်သွားတယ်အဲ့ဒီအချိန်မှာ Rangers ကဝင်တားတယ်ဝင်ပြီးတော့အနောက်ကနေဝင်ကာပေးတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အမှ9ပါးမောက်တာပဲအဲ့တော့သူတို့နှစ်ယောက်ရဲ့ transaction ကြားတွေကဘလို့မှကိုမညက်ဘူး Foden Kovacic Rangers ဆိုတဲ့3ယောက်ကြားထဲမှာကျွန်တော်တို့တောကတွေရှိတယ်เนาะအဲ့တော့အဲ့3ယောက်ကိုသာကျွန်တော်တို့တကယ်Premier League စတဲ့အထိကိုဒီပုံစံနဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ကတော့တေးကြတယ်အနည်းဆုံးတစ်နှစ်အတွင်းမှာ3နှစ်လောက် over နိုင်တဲ့အခြေအနေမှာရှိတယ်ပေါ့လေထားပါအဲ့တော့ Lewis ကတော့ဒီနေ့ပွဲမှာမိနစ်61မိနစ်ပဲကစားသွားတယ်ဒါပေမဲ့အဲ့ဒီမိနစ်ထက်ကိုပို့ပြီးတော့သုံးချင်သေးတဲ့အလားအလာမျိုးကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့သူထွက်သွားလဲဆိုတော့ဒဏ်ရဝါလို့ပုံစံကြည့်ရတော့ကြော်သားနိုင်ရဖြစ်မဲ့
ပုံမှာပဲဒဏ်ရာရလို့ထွက်သွားတဲ့ပုံဆန်တယ်ဒီနေ့ပွဲမှာတိုက်စစ်ကစားသမားတွေကိုကျွန်တော်တို့ဘာကိုချီးကျူးရမလဲဆိုတော့မစိုးလို့ပြောလို့ရတယ်ခန်းစစ်ပိုင်းမှာကစားတဲ့ပုံစံမှာလိုအပ်ချက်တချို့ရှိပေမဲ့တကယ်ကစားသွားတဲ့ပုံစံကတော့စမညိုညာဘက်မှာကစားတယ်ဘဲတောင်မှန်မှာဒါအင်ဂျူရီကစားသွားတယ်နောက်ပြီးတော့မူဘာမာကတိုက်စစ်နေရမှာကစားသွားတယ်မစိုးလို့ပြောလို့ရတယ်အလုပ်ဖြစ်တယ်ကစားသွားတဲ့ကစားသမားတွေအကုန်လုံးကမစိုးလို့ပြောရတယ်ပေါ့နော်အင်ဂျူဆိုလဲဂိုးတွေပါရောသွင်းသွားသေးတယ်စမညိုဆိုလဲအဲ့တိုင်းပဲဂိုးသွင်းပြီးအန်ချလာတဲ့တလုံးကိုဒါနောက်တစ်ယောက်ကပိတ်သွင်းသွားလို့ဒါဥဆောင်ကိုရသွားပါတော့။ပြောချင်တာကဒီနေ့ပွဲမှာတိုက်စစ်တွေကအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်။ကျွန်တော်တော့အဲ့လိုမြင်တယ်ပေါ့ at least တိုက်စစ်တွေကအလုပ်ဖြစ်တယ်။ခန်းစစ်ကစားပုံမှာရော်ဒီရော်ရဲဆန်တော့မယ်။ခုနကတော့ကျွန်တော်တို့ injury 6 minute မှာသွင်းပြီးတော့3 minute ပဲပြန်ကြာပြီးပေးလိုက်ရတဲ့ခြေပါကိုမှ Lewis ရဲ့အမှားမကင်းဘူး။ Lewis ကဘလို့မှဘောလုံးကိုကာပြီးတော့မကစားတတ်တဲ့ကစားသမားတွေမှာပါတယ်။အော်မင်းဘောလုံးကာတယ်ဆိုတာဘယ်လိုမျိုးပြောဘောလုံးကာတယ်ဆိုတာကတခုခုဆိုရင်ကျွန်တော်တို့ 1v1 တွေ့တဲ့အချိန်ညရင်ဘောလုံးကိုအာရုံအပြည့်စူးစိုက်မယ်သူ့အနေနဲ့ဒါဘောလုံးကိုကာရမယ်ပေါ့လေဘောလုံးကိုလားရအောင်တွက်ပြီးတော့ကြိုကာနိုင်ရမယ်အဲ့လိုမျိုးမကာနိုင်တဲ့ကစားသမားတွေမှာပါတယ်အဲဒါကြောင့် 1v1 ကစားသမားတွေ 1v1 ကြော်ဖို့စူးစမ်းတဲ့တောင်ပန်ကစားသမားတွေရဲ့အိမ်မက်က Lewis ပဲ Lewis ဆိုကစားသမားမျိုးနဲ့တွေ့ရင် 1v1 ကြော်ကိုကြော်တယ်အဲ့တော့ Lewis က defensive action မှာကျွန်တော်တို့တေချာပေါက်ကိုညံ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်နှစ်ပိုင်းအနေနဲ့ပြောမယ် Lewis ကခံစစ် attribute နေရာမှာဒီနေ့ပွဲမှာမကောင်းပေမဲ့တိုက်စစ်ပိုင်းကျတော့မစိုးပြန်ဘူးသူ့ရဲ့ပုံစံကလေခုနပြောသလိုမျိုးပဲ Kovacic နဲ့သူ inverted fullback အနေနဲ့ဝင်ကစားတဲ့ Rangers ကိုရှေ့ရိုက်တင်တယ်အဲ့အချိန်မှာတစ်ခါတရံမှာ तू ကရှေ့ကိုကျွံထွက်သွားတဲ့အခြေအနေမျိုးဆိုရင် Rangers ကကြံခဲ့ပြီးတော့ double pivot အနေနဲ့ကစားတယ်အဲ့လိုအခြေအနေမျိုးမှာတော့ Lewis ကမစိုးလို့ပြောလို့ရတယ်ဒါကတော့ကျွန်တော်တို့ဘက်လိုက်လို့မရဘူးဒါတော့ချီးကျူးရမယ်မစိုးလို့ပြောလို့ရတယ် Okay ဒုတိယပိုင်းရောက်လာတဲ့အချိန်မှာ Victor Rice ဝင်လာတယ် Nico ဝင်လာတယ် Savinho ဝင်လာတယ်ဒီကစားသမားတွေဝင်လာတယ်အလုတ်ဖြစ်သလားလို့မေးရင်ဒုတိယပိုင်းမှာဒီ senior ကစားသမားတချို့ပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကဒီ Kelly Oster အသင်းကတော်တော်လေးကျသွားတယ်ပေါ့နော်46မိနစ်မှာသူတို့ကလည်းကစားသမား6ဦးလောက်ရှိမယ်သူတို့ကလည်းလဲလိုက်တယ်ဒါပေမဲ့ဒုတိယပိုင်းဝင်လာတဲ့ကစားသမားတွေကပထမပိုင်းကစားသမားတွေလောက်ညှိအားမကောင်းတော့တာတော့အသေးကြပဲ quality နဲ့ကွာပုံရပါတယ်အဲ့ဒီမှာဒါ Man City ကတော့တောက်လျှောက်ကိုလုံးဝဒီနေ့မှာဒုတိယပိုင်းမှာတောက်လျှောက်ကိုအသာစီးယူသွားတယ်အဲ့တော့ဒီနေ့မှာကစားသွားတာမှာဒီတက်ပို့ပြီးဂိုးမပြတ်တာကဒါတစ်ဖက်ကဒီဒုတိယပိုင်းမှာဝင်လာတဲ့ဂူဆောင်ယွန်းလို့ပဲခေါ်မလားတော့မသိဒီဂိုးသမားလေးကတော်တော်ကောင်းတယ်အထူးသဖြင့်တောက်လျှောက်ကိုစေ့သွားတာဒီနေ့ပွဲမှာဆိုမနေဘူးဗျသူ့ရဲ့ဒီနေ့ပွဲတပွဲတည်းနေ save ကမနေဘူးအဲ့တော့သူ့ရဲ့ save တွေကြောင်းတာဒီနေ့ပွဲမှာသူတို့ဒီထက်ပို့ပြီးတော့ဂိုးမပြတ်တာလို့ပြောရမှာပေါ့နော်အဲ့တော့ Maresca ကဒီနေ့ပွဲမှာကျွန်တော်တို့သုံးသက်တာမှားပါတယ်ပထမပိုင်းတုန်းက sorry ပထမပွဲတုန်းက Inter Milan နဲ့ကစားသွားတဲ့ပုံစံကိုရဲတင်းနဲ့မှဒုတိယပွဲမှာနောက်ထပ်ကစားကွက်တစ်ခုငါစမ်းမယ်ကွာဆိုတဲ့ပုံစံမျိုး तू မလုပ်ခဲ့ဘူးဒီပုံစံပဲ तू ကစားသွားတယ်နော်ပြောရမယ်ဆိုရင် 3 back ပုံစံနဲ့သွားမယ် inverted full back အနေနဲ့အလဲဝင်မယ်တိုက်စစ်ကစားသမားတွေကိုရိုက်တယ်မယ် counter transition မှာတော့ကြီးမားမားကိုကျွန်တော်တို့အတွက်အနေရရှိနေတော့မယ်အထူးသဖြင့် DS တို့ Vario တို့ Kusanov တို့ဒီကစားသမားတွေကပုံမှန်ခြေစွမ်းအောက်ကိုရောက်နေသေးတယ်ပြောမှဆိုဒါတော့ပွဲနဲ့ထိတွေ့မှုနည်းနည်းလေးဝေးနေရလဲပါအောင်နော်ကစားသမားချင်းနည်းနည်းလေး chemistry မမိသေးတာလဲပါမှာပါရာသီစရင်တော့ဒီတက်ပို့ပြီးတော့ကောင်းလာဖို့ရှိတယ်နောက်တစ်ယောက်ကိုကျွန်တော် single လောက်ချီးကျူးခြင်းသေးတယ်အဲ့ဒါဘာတူလဲဆို Victor Rice ကပြီးခဲ့တဲ့ပွဲတုန်းကလည်းဒုတိယပိုင်းမှာဝင်ကစားတယ်အခုဒီပွဲမှာလည်းဒုတိယပိုင်းမှာဝင်ကစားတယ်သူ့ရဲ့ခြေစွမ်းကပြီးခဲ့တဲ့ရာသီကလာလီဂါမှာတရားဒီလုံးပွဲအပြစ်ကစားခဲ့ရတဲ့ကစားသမားလို့ပြောစရာကိုမလိုတော်တော်ကိုကောင်းတယ်ပြီးခဲ့တဲ့ရာသီကခြေသွမ်းအခုထိ carry လောက်လာနိုင်တယ်လို့ကျွန်တော်ထင်တယ် Victor Rice ကမထင်မှတ်ဖဲနဲ့ကျွန်တော်တို့ဒီရာသီရဲ့ key player ဖြစ်သွားနိုင်တယ်အဲ့တော့ဒုတိယပိုင်းမှာဒီဒုတိယပွဲရတော့ Man City အတွက်ကဒါမစိုးဘူးလို့ပြောလို့ရတယ်3ပွဲကစားမယ်အခုလောလောဆယ်မှာကျွန်တော်တို့ခြေတန်းပွဲ2ပွဲပြီးပြီနောက်တစ်ပွဲကတော့ကျွန်တော်တို့လာမဲ့တနင်္ဂနွေနေ့မှာကျွန်တော်ကစားမယ်ပေါ့လေညနေ9:00နာရီခွဲမြန်မာစံတော်ချိန်အဲ့ဒါလဲစိုးမှာပဲကျွန်တော်တို့ကစားမှာဒီနေ့ကစားခဲ့တဲ့ကွင်းမှာပဲကစားမှာAtletico Madridနဲ့ကစားမယ်ပေါ့အဲ့ဒါပြီးသွားတော့ community ဒိုင်းပွဲ Arsenal နဲ့နောက်တစ်ပတ်တနင်္ဂနွေနေ့မှာကျွန်တော်တို့ကစားမယ်အဲ့ဒါပြီးသွားရင်ဒီစိုးမှာကျွန်တော်တို့ဒီ Atletico Madrid နဲ့တနင်္ဂနွေကန်ပြီးရဆိုရင်တော့ကျွန်တော်တို့ပြန်လာလိမ့်မယ်သူပြန်လာပြီးဒီ Manchester ကိုပြန်ရောက်ပြီးဆိုရင်တော့လာပြီးတော့ပူပေါင်းမဲ့ကစားသမားတွေရှိပါတယ်အထူးသဖြင့်ဒါအင်္ဂလန်ကစားသမားတွေပြီးတော့နောက်ပြင်သစ်ကကစားသမားတွေဒါချက်ကီပေါ့လေပြီးတော့နောက်နော်ဝေကဒါဟာလန်တို့ဒီကစားသမားတွေရောပြန်လဲပြီးတော့ပူပေါင်းမှုရှိပါတယ်အဲ့တော့ကိုလူတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့အားမရဆုံးချက်တစ်ချက်ဆိုရင်
ဘယ်ဟာဖြစ်မလဲပြီးတော့နောက်အားအရဆုံးအချက်ဆိုရင်ဘယ်ဟာဖြစ်မလဲကျွန်တော်တို့ရဲ့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကိုလူရဲ့အမြင်လေးတွေသိချင်ပါတယ်ဆိုတော့ကြည်ပေးရတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကိုတော်နဲ့နောက်ဗီဒီယိုမှာပြန်တွေ့အောင်